ရရှိတဲ့ပြီးတော့ချီးမွမ်းပါတယ်ရောက်စီတိုင်းကိုဆက်လက်ကောင်းကြီးပေးတော်မှာအချင်းဥဆောင်ပေးတော့ဒီကောင်မှမှတ်တယ်လက်ပြီးတော့ချီးမွမ်းတော်ဒီကြာရှိတဲ့အသက်တာအင်းရှားကိုလည်းဘုရားရှင်ဆက်လက်လမ်းပြကောင်းကြီးပေးတော်မှာဒီမှာဥဆောင်ဒီရပြင်းတဲ့သူများပွဲတော်အသက်တော်လကောင်းကျွေးရမယ့်တခြင်းတများအသက်တော်ကောင်းငါယူကြမဲ့တာမီအရောက်စီတိုင်းနဲ့ဒီပါစီတော်မှာဒီမှာခွန်အားပေးမဲ့ဒီကိုလျောက်ပေါ်မှာတော်လကောင်းပြဆင်ဆက်လက်ကောင်းကြီးပေးတော်မှာအနေနဲ့ရမှာရောက်ရှိလာကောင်ကဒါမဲ့ရောက်စီတိုင်းကိုဆက်လက်ကောင်းကြီးပေးတော်မှာဒီဝတ်ပြုပွဲအစီအစဉ်ကိုလည်းကိုတော်ဆင်တော်ရှိတဲ့နောင်ဝင်းနဲ့အကောင့်သစ္စာလူကောင်ကိုတင်နေကြပါမိကြောင့်ဆက်လက်ဆုံးတိုင်ကိုတစ်ဆင့်အတူပါရှိတော်ပါမိကြောင့်တက်တန်တဲ့အချင်းများအလုံးစုံလို့ကိုတော်လဲဝါဆိုစက္ကအနှံဆုတောင်းဇာတိခမှာတော့တာတော်မြတ်ခင်ခရစ်တော်မဟာနာမတော်မြတ်ကအမိခေါ်ပြုလေအလုံးယုံတည်စွာပဲဆုတောင်းစက္ကအနှံကြပါဖပါရှင်အာမင်ကျေးဇူးတင်ပါတယ်အခုချိန်မှာကြတော့နှုတ်ကပတ်တရားတော်ကိုကြားနာရင်းနဲ့ဖျားရှင်ကိုဝတ်ပြုသွားဖို့ရအချိန်ဖြစ်ပါတယ်ဆိုတော့သူတို့တင်တယောက်ပြီးတယောက်တို့ကိုလိုက်ခေါ်မှာဖြစ်ပါတယ် now one of you would come and share the word of God first who of you will Good morning. Good morning. I am honored and humbled to be here with you today. ဒီနေ့တင်တို့နဲ့အတူအကဲတို့ဆုံတွေ့ရတာဝန်တာရဲဂုဏ်လဲရှိပါတယ် This is a beautiful country filled with beautiful people. ဒီနိုင်ငံကအင်မတန်မှလှပတဲ့နိုင်ငံဖြစ်ပါတယ်နောက်ပြီးမှလှပတဲ့လူမျိုးတွေနဲ့ပြည့်တဲ့နိုင်ငံလည်းဖြစ်ပါတယ် And I could have listened to your beautiful singing all day and not said a word. တင်တို့ဆိုတချင်းဆိုတာကောင်းလာတဲ့အခုနားထောင်ပြီးမှကြံတဲ့ရဘာမှမလုပ်ဘဲနဲ့တနေ့လုံးနေနိုင်မလားဆိုနေနိုင်ပါတယ် This is my first time to this part of the world. ဒီကမ္ဘာလောကရဲ့ဒီဘက်ပိုင်းကိုတို့ဒီအခုမှပထမဆုံးအချိန်ရောက်လာဖို့တာဖြစ်ပါတယ် And I hope you'll let me come back. တင်တို့နောက်တစ်ချိန်ပြန်လာခွင့်ပေးမလားမပေးဘူးလား Yes welcome We live in a time in the world where there are a lot of problems. ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာလောကကြီးကိုကြည့်တဲ့အခါမှာပြဿနာတွေကြီးပါပဲ But God has a plan for these problems. ဒါမဲ့ဒီပြဿနာတွေအားလုံးအတွက်ဘုရားသခင်မှာအကြံအစီရှိပါတယ် And it's us. အဲ့ဒီအကြံအစီကတင်နဲ့ကျွန်တော်ပဲဖြစ်ပါတယ် So what are we going to do to raise our nation to greatness? ဒါဆိုကျွန်တော်တို့ရဲ့လူမျိုးကျွန်တော်နိုင်ငံကိုပူ၍ကောင်းမွန်လာအောင်ဘယ်လိုတိုးတက်အောင်လုပ်ကြမလဲ Proverbs chapter 14 verse 34သုတ္တန်အခန်းကြီး14အခန်းငယ်34မှာ says righteousness exalts a nation but sin condemns the people. ဖြောင့်မတ်ခြင်းတရားသည်ပြည်သားတို့ကိုချီးမြှောက်တတ်၏ဒုစရိုက်အပြစ်မူကားပြည်သားများကိုတို့ကိုရှုံချတတ်၏ When we live by God's principles, ဘုရားသခင်ရဲ့ချမှတ်တဲ့ခြေခံတရားအတိုင်းအသက်ရှင်တဲ့အခါမှာ justice, compassion, honesty, တရားမျှတခြင်းတနာခြင်းကရုဏာတော်နဲ့ဒီတနာခြင်းကရုဏာနဲ့ယူသားစွာနဲ့ God will raise that nation up. ကျွန်တော်အားလုံးဒီသုံးချက်ပုံကိုခြေခံပြီးမှတက်ရှင်မဲ့ဒီနိုင်ငံကိုဘုရားကပြန်လဲပြီးမှချီးမြှောက်မှာတည်ချပါတယ် But when a nation follows sin, it's doomed to failure. ဒါမဲ့လူတွေကနိုင်ငံမှာရှိတဲ့လူတွေကအပြစ်နောက်သို့လိုက်တယ်ဆိုလို့ရှိရင်ဒီနိုင်ငံကပျက်စီးသွားမှာပဲ We see in the Bible when there were good kings in Israel, God blessed his people. ကျွန်တော်တို့ဒီဣသရေလလူမျိုးတွေရဲ့တမိုင်းကိုကြည့်တဲ့အခါမှာကောင်းတဲ့ဘုရင်တက်လာတဲ့အခါမှာဘုရားကကောင်းသောဘုရင်အဖြစ်ဣသရေလလူမျိုးများကိုကောင်းချီးပေးခဲ့တယ် But under evil kings, the nation suffered. ဒါမဲ့မကောင်းတဲ့ဘုရင်တက်လာတဲ့အခါမှာပြည်သူတွေဒုက္ခရောက်ပါတယ် A nation is only blessed by God. နိုင်ငံတစ်နိုင်ငံဒါမှလူမျိုးတစ်မျိုးဟာဘုရားသခင်ကပဲကောင်းချီးပေးနိုင်တယ် And God works through his people. ဒါမဲ့ဘုရားကသူ့ရဲ့လူတွေကိုအသုံးပြုပြီးမှအလုပ်လုပ်သွားတာဖြစ်ပါတယ် Second Chronicles chapter 7 verse 14. ရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး9အခန်းငယ်14မှာ says, if my people who are called by my name will humble themselves and pray
and seek my face and turn from their wicked ways, he will bless them. chapter Second Chronicles 7, okay ခန်းကြီး9အခန်းငယ်14အောင်ဟုတ်ပြီ starting in verse 14. ခန်းကြီး9အခန်းငယ်14မှာလူပြောလဲဆိုလို့ရှိရင်ငါနာမဖြင့်သမုတ်သောငါလူတို့သည်ကိုယ်ကိုနှိမ့်ချသဖြင့်ငါမျက်နှာကိုရှာလက်ဆုတောင်းပတနာပြု၍အတ္တမလန်းကိုလွဲရှောင်လင်ငါသည်ကောင်းကင်ဘုံ၌နားထောင်မည်သူတို့အပြစ်ကိုဖြစ်၍သူတို့ပြည်ကိုချမ်းသာပေးမည် In America, people are turning away from God. အမေရိကမှာလူတွေကဖျားကိုကြောခန်းပြီးမှထွက်သွားနေကြပါတယ်တဲ့ They used to say that 90% of Americans identified as Christians. အမေရိကမှာ95%ရာခိုင်နှုန်းလောက်ကကိုခရိယာန်လို့ပြောဆိုလိရှိကြပါတယ်တဲ့ Now they're saying it's 60%. ဒါပေမဲ့အခုကျတော့60%ရာခိုင်နှုန်းကပဲခရိယာန်ဖြစ်တယ်လို့ပြောဆိုလာကြတယ်တဲ့ And people say we need a revival in church. အဲ့တော့ကြောင့်ဒီအမေရိကမှာအသင်းတော်ထဲမှာပြန်လည်နှိုးချဖို့လိုအပ်လာတယ်လို့ပြောလာကြပါတယ် But revival begins in the heart ဒါ of ပေမဲ့ God's ပြန်လည် people. နှိုးချခြင်းဆိုတာဘုရားသခင်ရဲ့လူတွေရဲ့စိတ်နှလုံးထဲကနေပဲအစပြုတာဖြစ်ပါတယ် A nation moves towards greatness when believers live out their faith daily. ယုံကြည်တော်သူတွေကသူတို့ရဲ့ယုံကြည်ခြင်းအရာတိုင်းနေ့တိုင်းအသက်ရှင်လာတဲ့အခါမှာမှဒီနိုင်ငံဒီလူမျိုးကပူပြီးတော့မှကောင်းမွန်လာနိုင်ပါတယ် Joshua 24 verse 15ယောရှုမှတ်စာအခန်းကြီး24အခန်းငယ်15မှာ says, "As for me and my household, we will serve the Lord." ငါနဲ့ငါမိသားစုမူကားထာဝရဘုရားကိုသာဝတ်ပြုပါမည် A strong family is the foundation of a strong nation. အာကြီးသောနိုင်ငံတစ်နိုင်ငံဖြစ်နိုင်ဖို့အခြေခံအုတ်မြစ်ကအာကြီးသောမိသားစုပဲဖြစ်ပါတယ် It is so encouraging to see this young husband and wife with their new baby. အခုဒီနေ့ဒီကလေးမွေးကင်းစကလေးလေးရဲ့အဖေနဲ့အမေနဲ့ဒီလိုတွေ့ရတာတကယ်အားရစကောင်းပါတယ် Christian families are the future of this country. ခရိယာန်မိသားစုဟာဒီနိုင်ငံရဲ့အနာဂတ်ပဲဖြစ်ပါတယ် So we need to encourage families to pray together regularly. အဲ့တော့ကြောင့်မိသားစုတိုင်းအတူတူဆုတောင်းခြင်းကိုပုံမှန်လေးလှုပ်ဆောင်ဖို့အားပေးရမှာဖြစ်ပါတယ် Teach children God's word. နောက်ကလေးတွေကိုဖျားစကားကိုသင်ပေးရမယ် Model forgiveness and integrity. နောက်သူတို့ရဲ့မျက်မှောက်မှာခွင့်လွှတ်ခြင်းနဲ့ယူသားဖြောင့်မတ်စွာအသက်ရှင်ခြင်းကိုစံနမူနာပြပါတဲ့ And care for our neighbors and those in need. နောက်ကျွန်တော်တို့ရဲ့အင်နီနာချင်းကလူတွေဘာလို့အလဲဆိုတာကိုလည်းကြိုစိုက်ပေးဖို့လိုတယ် Small acts of love and service show God's light and strengthen communities. ကျွန်တော်တို့ရဲ့တင်းငယ်တဲ့ချစ်ချင်းကိုတင်းငယ်စွာနဲ့ကျွန်တော်ပြသလိုက်တယ်ဆိုပေမဲ့အဲ့ဒါဖျားရဲ့ကြီးမားတဲ့ချစ်ချင်းမေတ္တာကိုပြသရာရောက်ပါတယ် Matthew chapter 5 verse 14မဿဲခန်းကြီး9အခန်းငယ်14မှာ says, "You are a light of the world. တင်တို့ဒီလောက၏အလင်းဖြစ်ကြရင် A town built on a hill cannot be hidden." တောင်ထစ်၌တည်သောမြို့ကိုမကွယ်နိုင် As God's children, we must live out the light of Christ in our communities. ယနေ့ကျွန်တော်ဖျားသခင်လူဖြစ်သည့်အားလျော်စွာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဖျားသခင်အလင်းတော်ကိုထွန်းလင်းပြသသောအသက်တာမျိုးနဲ့အသက်ရှင်ဖို့လိုအပ်ပါတယ် In a very dark world, one candle is very bright. မတမညနဲ့နေတဲ့မှောင်မိုက်နေတဲ့အချိန်ခါမှာတင်းငယ်တဲ့ဖျောင်းနိုင်လေးပင်လေးအလင်းကိုကောင်းကောင်းမြင်တွေ့နိုင်ပါတယ် The church should model what it means for a nation to follow God. ဒါနဲ့ဒီလူဒီနိုင်ငံတနိုင်ငံမှာရှိတဲ့လူတွေရဲ့ဒီနမူနာယူဖို့ရတဲ့ဒီနေ့ခရိယန်တွေကစာနမူနာအသက်တာမျိုးကိုပြသနေနိုင်ဖို့လိုပါတယ် We may feel small, but God delights in faithful people. ကျွန်တော်တို့ဟာလူကနဲတယ်လို့ခံစားကောင်းခံစားပါလိမ့်မယ်ဒါပေမဲ့လူနဲစုဖြစ်ပြီးများတော့လေသူ့စကားကိုနာခံတဲ့လူတွေရဲ့ပေါ်နဲ့ဖျားသခင်ကဒီစိတ်အားရနှစ်သက်ပါတယ် Zechariah 4 verse 10. ဇာခရိအခန်းကြီး၄အခန်းငယ်10မှာ Do not despise these small beginnings, for the Lord rejoices to see the work begin. ဒီမှာတင်းငယ်သောအရာရဲ့လို့ဒီဘာမှအမှုမထားလိုက်ပါနဲ့ဒီအရာတွေအားလုံးကိုဖျားသခင်ကတန်ဖိုးထားပါတယ်တဲ့
God changes nations through small, faithful acts of obedience. ဒီမှာဖျားသခင်ကနိုင်ငံတစ်နိုင်ငံကိုယုံကြည်ရစွာနဲ့နာခံခြင်းအပြင်ဒီနိုင်ငံတစ်နိုင်ငံကိုပြောင်းလဲစေနိုင်ပါတယ် Our faithfulness can spark revival and healing in our lands. ကျွန်တော်တို့ရဲ့ပြန်လဲနှိုးကြသောစိတ်အပြင်ကျွန်တော်နိုင်ငံကိုပြန်လဲပြီးတော့မှပြုပြင်ကောင်းမွန်စေနိုင်ပါတယ် So, in closing, အဲကြောင့်အဆုံးသတ်တဲ့အနေနဲ့ God alone makes a nation great. ဖျားသခင်ကသာလင်နိုင်ငံတစ်နိုင်ငံကိုကြီးမြတ်သောနိုင်ငံဖြစ်စေနိုင်ပါတယ် Begin by walking closely with Him. သူနဲ့အတူနင်းနေကပ်ကပ်ကျွန်တော်ရှောက်လှမ်းမှ Families and churches from the heart of godly nations is what we need. ဒီမှာကျွန်တော်တို့ဒီမိသားစုဒီတယောက်ချင်းစီဟာဖျားတရားကြည်ညိုသောမိသားစုဖျားတရားကြည်ညိုသောလူအဖြစ်နဲ့ဆက်လက်အသက်ရှင်မဲ့သူများကိုသာကျွန်တော်တို့လူအပ်နေတာဖြစ်ပါတယ် And faithful living today can shape our nation's futures. ယနေ့ကျွန်တော်တို့တစ္ဆာရှိရှိအသက်ရှင်သွားခြင်းအပြင်ကျွန်တော်နိုင်ငံကိုပြန်လဲပြီးတော့မှဒီဒီပုံစံတွင်းနိုင်ပါတယ်တဲ့ပုံတွင်းနိုင်ပါတယ် Let us pray. ဆုတောင်းကြစို့ Lord, please bless this nation. အဖဒီနိုင်ငံကိုကောင်းချီးပေးတော်မူပါ Forgive us where we have strayed. ကျွန်တော်တို့မှာလမ်းလွဲမိတဲ့အချိန်ခါမှာခွင့်ပြုပေးတော်မူပါ Use us, use our lives, ကျွန်တော်တို့ကိုအသုံးပြုပါကျွန်တော်တက်တာကိုအသုံးပြုတော်မူပါ our families, and our church ကျွန်တော်တို့ရဲ့မိသားစုများကျွန်တော်အသင်းတော်ကို to bring all of your people in community with you. ဖျားသခင်လူတိုင်းစုစည်း၍ဖျားသခင်လူစုအဖြစ်နဲ့စုစည်းနိုင်ပါမျိုးကျွန်တော်ကိုအသုံးပြုတော်မူပါ Make our nations great, ကျွန်တော်နိုင်ငံကိုပြန်လည်၍ကြီးမြတ်စေတော်မူပါ not in power but in righteousness. ဒီအာနာတကူနဲ့မဟုတ်ဘဲနဲ့ဖြောင့်မတ်ခြင်းနဲ့ပြန်လည်ပေါ်မှာကြီးမြတ်လာနိုင်အောင်မဆာတော်မူပါ Amen. ယေရှုနာမနဲ့ဆုတောင်းပါရင် Thank you. ကျေးဇူးတင်ပါတယ် Thank you very much ကျေးဇူးတင်ပါတယ် Yep Mingalaba. လာပါ It is so good to see you. ရောက်စီတိုင်းကိုတွေ့ရတာတကယ်ဝန်တာပါတယ် I miss this so much. ဒီလိုစုဝေးခြင်းကိုတကယ်ကိုတန်တာခဲ့ပါတယ် We used to be able to come here and sing for hours together. ကျွန်တော်တို့ဒီကြောင်းမှာပဲဒီမှာစုဝေးတော့မှနိုင်ပေါင်းများစွာအတူတူကျွန်တော်တို့ဒီတချင်းနေစုခဲ့ပါတယ်အဲ့ဒီချင်းတွေကိုတန်တာတယ်ပေါ့နော် I'm praying that we can do that again one day. အဲ့ဒီအရာမျိုးတနည်းနည်းဒီမှာလွတ်လပ်စွာနဲ့ပြန်လည်လှုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ပါတယ်ဆုတောင်းပါတယ် We miss you. Everyone in America misses you. ဒီမှာတင်တို့ကိုတတိရတယ်တဲ့အမေရိကမှာရှိတဲ့ညီကိုအားလုံးကလည်းပဲတင်တို့ကိုတတိယအောင်မြင်ကြပါတယ် We pray for you daily. တင်တို့အတွက်နေ့တိုင်းဆုတောင်းပေးနေပါတယ် And there are many people that are praying for you that you've never met. They've never met you. တင်တို့တစ်ခါမှမတွေ့ဘူးတဲ့သူတို့ကလည်းပဲတင်တို့ကိုတစ်ခါမှမတွေ့ဘူးပေမဲ့တင်တို့အတွက်ဆုတောင်းပေးနေတဲ့သူများစွာရှိပါတယ် And we raise funds for mission work. ဒါနဲ့တို့သာသနာလုပ်ငန်းအတွက်ရန်ပုံငွေတွေကိုတို့ရှာရပါတယ် And we go around to different congregations and show pictures and videos of y'all singing. ဒါနဲ့တို့ဒီတင်းစုတစ်ခုပြီးတစ်ခုသွားပြီးတော့မှရန်ပုံငွေရှာရင်းနဲ့သွားတဲ့အခါမှာတင်တို့တခြင်းဆိုတာတွေကိုပြတယ်တပ်ပုံတွေပြတယ် Thousands of people have seen Johnny singing really loud. အော်ဒီမှာလူထောင်တဲ့ခြေကဂျော်နီကြဲတာတခြင်းဆိုတာကိုအားလုံးဟိုမှာထောင်တဲ့ခြေတော့ငါတွေ့ခဲ့ပါတယ်တဲ့ Sitting right there. ဒီနေရာမှာပဲထိုင်လို့မဆိုတာ Like so loud. ကျင်းတဲ့လေးကိုစူသွားတာကိုတို့တဲ့ဗီဒီယိုရိုက်သွားတာဖြစ်ပါတယ် And everybody loves to see အော် that. အဲ့ဒါနဲ့စူသွားတာကိုမြင်တဲ့သူတိုင်းကဒီနှစ်သက်ကြပါတယ်တဲ့ And people after church will come up to me and they'll have a little notebook in their hand. ဒါနဲ့ဖျားရှိခိုးလည်းပြေးသွားတဲ့အခါမှာတချို့လောတော်သူတွေကသူ့လက်ထဲမှာမှတ်ဒီမဆိုးလေးရှိပြီးတော့မှသူ့ထံတို့လာကြတယ်တဲ့ And they'll say, "Now what was the name of that person?" အဲ့ဒီလူရဲ့နာမည်ကဘာလဲဆိုပြီးမှမေးကြတယ် And I'll tell them different people here. ဒါနဲ့ဒီမှာဒီတို့ရဲ့နာမည်တွေကိုသူကပြောပြတယ် And
And then the next year I come back and they'll tell me the names of the people they've been praying for. ဒါနဲ့ဒီနောက်တစ်ခါသူပြန်လာတဲ့အခါမှာသူတို့ဆုတောင်းပေးနေတဲ့သူတွေဘယ်လိုရှိနေတယ်ဆိုတာကိုလည်းသူပြန်ပြောပြရပါတယ် And they mention some of you by name to Amen. God every night. တင်တို့ရဲ့နာမည်ကိုခေါ်ပြီးမှဖျားထံသို့အတနာခံပေးနေတဲ့သူတွေများစွာရှိပါတယ် So a lot of people are thinking and praying for you. အဲ့ဒါကြောင့်များစွာသောသူတွေကတင်တို့ကိုစဉ်းစားပါတယ်နောက်ဆုတောင်းပေးနေကြပါတယ် And I like what Philip said at the very beginning. ဒါနဲ့ဒီဝတ်ပြုခြင်းအစမှာဖိလိပပြောတဲ့စကားလုံးကိုသူတကယ်နှစ်သက်ပါတယ်တဲ့ Many things happening that we don't understand. ဒီလောကမှာကိုမသိတဲ့အရာတွေများစွာကဖြစ်ပျက်နေ But ပါတယ် we trust in God and we come together and sing praises to Him. ဒါပေမဲ့ဘယ်လိုပဲဖြစ်နေပါကျွန်တော်စုဝေးပြီးမှဖျားကိုဝတ်ပြုကိုးကွယ်တဲ့အခါမှာကျွန်တော်တို့ကတိဆောက်ခြင်းခံစားရပါတယ် There are 3 books in the Old Testament that go together that kind of make the point that he just made. စောစောကသူပြောလိုက်တဲ့အချက်လေးကိုဒီပေါ်ပြတဲ့ဓမ္မဟောင်းတဲ့ကကျမ်း3ကျမ်းရှိပါတယ် The first one is the book of Proverbs. ပထမကတုတ်တန်ကျမ်းဖြစ်ပါတယ် Proverbs shows that there is order in this world. ဒီတုတ်တန်ကျမ်းကိုကြည့်တဲ့အခါမှာဒီကမ္ဘာမြေကြီးရဲ့ဖွဲ့စည်းပုံကိုကြည့်တဲ့အခါမှာစီးစနစ်ရှိတယ်ဆိုတာပြသပါတယ် It shows us that God is fair, He's just. နောက်ဘာပြတယ်လဲဖျားသခင်นี่တရားမျှတတယ်နောက်ပြီးတော့မှတင်ဒီမှန်တယ်ပေါ့နော် It tells you that if you do good things, then good things happen to သူ you. ဘာပြောလဲကောင်းတာလုပ်ရင်ကောင်းတဲ့အရာတင်ပေါ်လိုက်ပြန်တက်ရောက်မယ်ဆိုတဲ့စကား Honor your father and mother, and you will live long on this earth. ဒီမိဘများကိုယူသည်စွာပြုတ်လင်ဤလောကမှာအသက်တာရှိမယ် And the main point of this book is to fear the Lord. နောက်တုတ်တန်ကျမ်းနဲ့အတိတ်ကပြောဆိုခြင်းတဲ့အရာကထာဝရဘုရားကိုကြောက်ရွံ့ခြင်းပဲ Proverbs 1:7, the fear of the Lord is the beginning of knowledge. ဒီတုတ်တန်ခန်းချစ်တဲ့အခန်းငယ်ခုနှစ်မှာထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏ And then Proverbs 9:10, the fear of the Lord is the beginning of wisdom. နောက်နောက်တုတ်တန်ကျမ်းရဲ့ခန်းချင်း30မှာ10 9:10. ခန်းချစ်ကိုအခန်းငယ်30မှာထာဝရဘုရားကိုကြောက်ရွံ့ခြင်းဟာပညာ၏အစဖြစ်တယ်လို့ပြောပါတယ် Fear of the Lord is the beginning of wisdom. ဒီထာဝရဘုရားကိုကြောက်ရွံ့ခြင်းนี่ပညာ၏အစဖြစ်တယ်လို့ပြောပါတယ် So that book is telling us to be wise and to fear or to trust or to revere God. အဲ့ဒါကြောင့်ဒီတုတ်တန်ကျမ်းကိုကျွန်တော်ဖတ်ရတဲ့အခါမှာဘာကိုသင်ပေးနေလဲပထမဆုံးထာဝရဘုရားကိုကြောက်ရွံ့ဖို့ရန်သူ့ကိုကူးစားဖို့ရန်သူ့ကိုကြည်ညိုဖို့ရန်အတွက်ဒါနဲ့ပညာရှိဖို့ရန်အတွက်ပြောဆိုနေတာဖြစ်ပါတယ် But this is when things get complicated. ဒါမဲ့ဒီမှာတစ်ခုကဒီနားလည်ဖို့ရန်ခက်ခဲတယ်ရှုပ်ထွေးတဲ့အရာရှိတယ် Y'all are some of the best people I've ever known in my life. သူ့ရဲ့အသက်တာမှာအကောင်းဆုံးသောလူရဲ့လို့သူတွေ့ဖို့တဲ့လူပြောပါဆိုရင်တင်တို့ကိုပဲပြောရမှာဖြစ်ပါတယ် And you fear God ဘာကြောင့်လဲတင်တို့ဘုရားကိုကြောက်ရွံ့ကြလို့ပဲ and you trust Him. နောက်သူ့ကိုကူးစားကြတယ် But then if I talk to every one of you, you would tell me story after story of bad things that have happened. တင်တို့တအိုးချင်းစီနဲ့စကားပြောမယ်ဆိုလို့ရှိရင်တင်တို့အသက်တာမှာဘာတွေမကောင်းတဲ့အရာဘာတွေကြုံတွေ့ခဲ့တယ်ဆိုတာတွေပြောစာတွေအများကြီးရှိကြပါတယ် And then we think, well, God, I feared you and I trusted you and I did what you said, but then bad things happened. ဒါနဲ့ကိုကမြေကိုမြေစာဖြစ်လာအော်ဖျားကိုကြောက်တယ်ဖျားကိုလည်းကျွန်တော်တို့ယုံကြည်ကိုးစားပြီးတော့မှဖျားတုံတင်တဲ့အတိုင်းကျွန်တော်လုံနေရက်နဲ့ဘာကြောင့်ဒီမကောင်းတဲ့အရာတွေကျွန်တော်ပေါ်မှာတက်ရောက်ရတာလဲဆိုတော့မြေကိုမျိုးပေါ်လာလိရှိတယ်မလား The book of Ecclesiastes addresses this. အဲ့ဒီအကြောင်းအရာကိုဒီသနာကျမ်းကလည်းပဲဖြည့်ရှင်းပေါ်ဖော်ပြပေးပါတယ် It actually shows us that life is a little more random. နောက်ဘာပြလဲဆိုလို့ရှိရင်လူရဲ့အသက်တာဆိုတာပုံမှန်ဖြစ်နေကြအတိုင်းတိုင်းမဟုတ်ဘဲနဲ့ထူးခြားမှုတွေရှိတယ် The writer of Ecclesiastes is probably Solomon. ဒီသနာကျမ်းကိုရေးသားတဲ့သူကရှောလမုန်မင်းကြီးဖြစ်နိုင်ပါတယ် But he says that we spend all of our lives doing all these things, but then we still die. ဒါနဲ့ရှောလမုန်ကဘာပြောလဲဒါတွေလောက်တယ်အားလုံးလောက်ဆောင်ပြီးတဲ့အခါမှာကျွန်တော်တို့တည်သွားတယ်လို့ပြောပါတယ် He says that we spend all of our time working and working and working. နောက်ကျွန်တော်တို့တစ်ချိန်အလုံးကိုရှိသမျှအချိန်ကိုအလုံးနဲ့လုပ်ပြီးမှအသုံးပြုတယ် They get all this money and all this big business. နောက်ဒီမှာပတ်စာနေပို့စုပုံလာတဲ့ဒီစီးပွားရေးလည်းအများကြီးကျွန်တော်တို့လှုပ်ဆောင်လာတယ် We give it to our children before we နောက် die, ကိုမသေးခင်မှာသားသမီးတွေကိုအမွေနဲ့ပေးခဲ့တယ် and the kids don't want it. ဒါမဲ့ကလေးတွေကမလို့ချင်ဘူးတဲ့ And he said all that was a waste of အဲ့ time. ဒါတွေအားလုံးကလည်းပဲအချင်းကြီးပဲ
He goes through every different area of our life and says it's a waste of time. နောက်ဒီမှာဒီရှောလမုန်ကလူရဲ့အသက်တာရဲ့ကာလတစ်ခုချင်းစီတိုင်းကိုပေါ်ပြပြီးတော့မှဟာဒါရဲ့အချင်းကြီးပဲလို့ပြောတော့ပါ He says it's all meaningless. ဒါတွေအားလုံးကအတိတ်ပဲမဲ့တဲ့အရာပဲတဲ့ He uses the word vapor. It's like mist. It just goes ဒါ away. ဘာနဲ့တူတယ်လို့ပြောမြို့ခိုးလို့တကယ်တော့ပဲခဏလေးပဲပျောက်သွားတဲ့အရာနဲ့တူတယ်လို့ပြောပါတယ် So we have these two different things. ဒါနဲ့အခုဒီမှာဒီလောကနဲ့ဒီငွေကြေးဥစ္စာတွေနဲ့ဒီဘက်မှာဘာမှမတည်မြဲတဲ့အရာနှစ်ခုကြားထဲမှာ Does it seem like Proverbs and Ecclesiastes are saying totally opposite အခု things? ဒီမှာတုတ်တန်ကပြောတဲ့စကားနဲ့ဒီတနာချမ်းကပြောတဲ့အရာကတခြားစီလိုပဲထင်ရတယ်မဟုတ်လားဖျားတဲ့တုတ်တန်မှာကျတော့ဖျားကိုကြောက်ရင်ရမယ်ဒီတနာမှာတော့အချင်းကြီးပဲ But then at the end of Ecclesiastes, he says to fear God and keep His commandments. ဒါမဲ့ဒီတနာချမ်းအဆုံးမှလည်းပဲဘယ်လိုပဲပြန်ပြီးမှအဆုံးသတ်လဲလူရဲ့အချုပ်ချာကဖျားကိုကြောက်ရွံ့ဖို့နဲ့သူ့ရဲ့ပြည့်ညတ်တို့ကိုစောင့်ရှောက်ခြင်းပဲ Because life is like a vapor, we trust in God through the midst of this. ဒီမှာကျွန်တော်တို့လူရဲ့အသက်တာကယာရင်မြေအခုအငွေကဲ့သို့ဖြစ်သောကြောင့်ဒီထာဝရဖျားကိုသာကူးစားရမယ် Because life is random and unpredictable, we put our trust in God. ဒီလူရဲ့အသက်တာကမရှိရဘူးအဲ့ဒါကြောင့်ထာဝရဘုရားကိုကူးစားဖို့အရာဖြစ်ပါတယ် And then we get to the book of Job. ဒီမှာယောဘဝတ္ထုကျွန်တော်ရောက်လာတယ် And Job is the most troubling of all. ယောဘကဒီခက်ခဲတွေအားလုံးထဲမှာမှဒီခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ် Because it starts out with a man who is just and righteous and he does everything right. ဒီမှာဒီယောဘကြောင့်အစမှာဖြောင့်မတ်တဲ့အရာအားလုံးကောင်းမွန်စွာပြုလုပ်တဲ့သူအဖြစ်နဲ့အစပြုပါတယ် He was blameless. He was a good man. သူကတော်ကောင်းဖြစ်တယ်အပြစ်တင်ခြင်းနဲ့ကင်းလွတ်တော်သူဖြစ်ပါတယ် And God had blessed him with all these things. ဒါနဲ့ဘုရားကသူ့ကိုများစွာသောကောင်းချီးတွေလည်းပေးခဲ့ပါတယ် And then it tells us about this scene in heaven. ဒါနဲ့တစ်ချိန်မှာကျတော့ကောင်းကင်ဘုံမှာဖြစ်ရတဲ့မြင်ကွင်းတစ်ခုကိုပြောပြတယ် And it says the sons of God are presenting themselves before ဘုရားသခင်ရဲ့ God. သားတွေကဘုရားသခင်ရှိမှောက်နိုင်သူစုဝေးလာကြတယ် And then Satan shows up, အဲ့ဒီနေရာမှာစာတန်လည်းပါဝင်လာတယ် the adversary, the enemy. ရန်သူပေါ်လာတယ် And what's interesting to me about this is look at chapter 1 of Job. သူတို့စိတ်ဝင်စားစရာလို့ထင်ဒီခံယူတဲ့အချက်ယောဘဝတ္ထုခန်းချစ်တဲ့ We're not going to read this whole story. We know the story. ကျိုးကြောင်းလို့တော့သိပြီးသားဖြစ်တဲ့အတွက်မဖတ်တော့ဘူး But this is the most most confusing part for me. ဒါမဲ့သူ့အတွက်ဒီဟာဒါဘယ်လိုလဲလို့နားလေရခက်ခဲတဲ့အပိုင်းကဒီနေရာမှာရှိပါတယ် Look at verse 8. အခန်းငယ်၈မှာ The Lord said to Satan, "Have you considered my servant Job?" ထာဝရဘုရားကလည်းငါကျွန်ယောဘကိုစင်ကျင်ပြီလို့ Who starts the conversation about Job? ဒါဆိုဖျားနဲ့ဒီစာတန်နဲ့တွေ့တဲ့အခါမှာယောဘအကြောင်းကိုဘယ်သူကစကားစခင်းလဲ God God does. ဖျားကအရင်စကားစခင်းလိုက်ပါတယ် God starts the conversation. ဖျားသခင်ကဒီအပြန်လာစကားပြောဆိုမှုကိုစတင်ခဲ့ပါတယ် So it makes you wonder if God hadn't started the conversation, would any of this have ever happened to Job? စဉ်းစားလိုက်ကြည့်ဖျားဖြစ်တဲ့သူကယောဘအပေါ်မှာဒီလောက်ဖြစ်ပြလာဖို့အရေးကိုဘယ်သူကစကားစခင်းလဲဖျားကစခင်းတယ်ဆိုတာစဉ်းစားကြည့်ပါတဲ့ But God says, "Look at my servant Job. He's great." ဒီမှာဘုရားသခင်ကငါကျွန်ယောဘကိုကြည့်ကြည့်သူလောက်ကောင်းလို့နဲ့သူမရှိဘူးတဲ့ And then Satan says, if you would take all that he has away, then he would curse you. He's only serving you because he has all these things. ဒါနဲ့စာတန်ကဘယ်လိုပြန်ထိုးလဲဆိုဘုရားသခင်ကိုသူကဘုရားကိုယုံကြည်ကူးစားမှာပေါ့ဘုရားကသူ့ကိုကောင်းချီးပေးထားတယ်ကာကွယ်ပေးထားတယ်ဆိုတော့သူ့ကိုဘုရားကိုကိုးကွယ်မှာပေါ့ဒါဒီအကုန်လုံးကိုဖယ်ရှားကြည့်ပါလားသူဘုရားကိုကိုးကွယ်တာသူ့ရဲ့ကောင်းချီးတွေကြောင့်ပါလို့စာတန်ကပြောလိုက်ရော So then God allows him to do all these things. ဒါနဲ့ဘုရားသခင်ကစာတန်မင်းတို့မှာပိုင်ဆိုင်တဲ့အကုန်လုံးမင်းကြိုက်တယ်လို့လောက်ခွင့်ရှိတယ်လို့ခွင့်ပေးလိုက်ရော He loses all of his wealth and he loses all of his family except for his wife. စဉ်းစားလိုက်ကြည့်သူ့မှာပိုင်ဆိုင်တဲ့အကုန်လုံးပြောင်းသွားတယ်တရက်တည်းနဲ့သားသမီးတွေလည်းအကုန်လုံးပြောင်းသွားတယ် And then Satan strikes him with boils. နောက်ဒုတိယအချိန်မှာဒီစာတန်ကဒီဒါယောဘကိုဗာနဲ့လဲတ
ကိုယ်လုံးအနာရီနဲ့ဖြစ်စေတယ် And through all of it, he does not sin or ascribe God with wrongdoing. ဒါပေမဲ့ဒီလောက်ခြေတွေမှာတော့မှာတော့ယောဘကနှုတ်နဲ့တော်လည်းကောင်းလုံးဝမပြစ်မှားဘူးတဲ့ He didn't say it was wrong for God to do this. ဟာဖခင်ကဒီလိုဖြစ်စေတာမှားတယ်လို့တခွန်းမှသူမပြောဘူးတဲ့ And I think this book is appropriate for us. ဒီယောဘဝတ္ထုဟာတင်းနဲ့ကျွန်တော်ဒီနေ့ကြုံတွေ့ရတဲ့အဖြစ်ပြတ်မှုနဲ့အရန်ကိုက်ညီတယ်လို့ခံစားပါတယ်တဲ့ Because sometimes we wonder, why is this happening? ဘာကြောင့်လဲတခါတလေမှာများသောအားဖြင့်ဘာကြောင့်ဒီလိုဟာမျိုးဖြစ်ပြရတာလဲလို့မြင်ခွန်းထုတ်လို့ရှိတယ်မလား And I could go with each one of you. Why did this happen? Why did this happen? Why did this happen? တူချင်းစိတ်ကိုမြင်ချင်းဘာကြောင့်ဒီလိုဖြစ်ရတာလဲဘာကြောင့်ဒီလိုဖြစ်ရတာလဲလို့ပြောစာတွေရှိကြမှာဖြစ်ပါတယ် And I know we're not in the same political situation as y'all, but individually, things happen to us. နောက်ဒီမှာသူတို့နိုင်ငံရေးရတဲ့နှုတ်ခံစားတဲ့အတိုင်းသူတို့မခံစားရပါတော့လဲသူတို့ရဲ့တကူချင်းစိတ်အသက်တာမှာဆိုလို့ရှိရင်ပြဿနာတွေနဲ့ကင်းတာမကင်းဖို့သူတို့မှလည်းပြဿနာကိုယ်စိတ်ရှိကြပါတယ် And we wonder, why did this happen to my family? Why did this happen to this person? ဒါနဲ့ဘာကြောင့်ကိုမိကျွန်တော်မိသားစုမှာဒါဖြစ်ပြရတာလဲဘာကြောင့်ဒီလိုအပေါ်မှာဒါတွေဖြစ်ပြရတာလဲလို့မြင်ခွန်းနေထုတ်လို့ရှိပါတယ် And we think, I did do all the right things. I'm serving you. Why is this happening to me? ဟာဖျားရဲ့ကျွန်တော်ဖျားကိုအစေခံနေပါတယ်အရာအားလုံးကောင်းမွန်စွာနဲ့လောက်နေရက်သားနဲ့ဘာကြောင့်ဒီလိုဖြစ်ပြရတာလဲ And then Job's friends show up and talk to him. ဒါနဲ့ယောဘကလည်းပဲသူ့ရဲ့တငယ်ချင်းနေလာပြီးတော့မှယောဘနဲ့စကားပြောလာတယ် And they say, you must have done something wrong because this happened to you. တငယ်ချင်းတွေကယောဘရဲ့ဖြစ်ပြမှုကိုကြည့်တဲ့အခါမှာမင်းတစ်ခုခုမားလို့ပဲဒါတွေအကုန်လုံးဖြစ်ပြတာလို့ပဲသူ့ကိုထပ်ပြီးတော့မှအပြစ်တင်ကြတယ် They're kicking Job when he's down. ဒီတော့ယောဘကဒီမှာလဲနေတဲ့အချိန်ခါမှာထပ်ပြီးတော့မှကန်ပြလိုက်ကြတယ် They say, this is your fault. You sinned. God is punishing you. ဒါမင်းမားလို့ပဲမင်းကိုဘုရားကကောက်ဒီဒံပေးနေတာလို့ပဲပြောကြတယ် And Job says, I am innocent. ဒါပေမဲ့ယောဘကကျွန်တော်ဘာမှအပြစ်မရှိဘူးအပြစ်ကင်းတယ်လို့ပြောတယ် And each of these friends attack him 3 times. ဒါ And နဲ့ဒီ Job မှာ defends ယောဘ himself. ရဲ့တငယ်ချင်း3ယောက်ကတယောက်ပြီးတယောက်ဒီပတ်လေပြောတာတယောက်က3ချိန်စီပြောသွားပြီးတော့မှမင်းမှားလို့ပဲလို့ပြောကြတယ် Finally, at the end of the book, Job cries out to God, answer me. Why are you doing this? ဒါနဲ့နောက်ဆုံးယောဘလည်းမခံနိုင်တော့တဲ့အဆုံးထာဝရဘုရားအိုးဖခင်ရဲ့ဘာကြောင့်ဒီလိုဖြစ်ရတာလဲလို့ဘုရားကိုမေးလာတယ် And then Job is answered. God answers. ဒါနဲ့ယောဘကိုဘုရားကပြန်ဖြေလိုက်တယ် God answered out of a whirlwind. ဒါနဲ့ဖျားသခင်ကယောဘကိုဘယ်တဲ့ကနေစပြမဖြစ်လဲဟာမုန်တိုင်းကြီးလို့ပဲအဲ့ဒီလိုပုံစံမျိုးနဲ့ဖြစ်သွားပါတယ် Out of like a tornado. Yeah. listen နမောလူပါပဲပေါ့နော်တို့ရဲ့ဖျားရဲ့အဖြစ်က Those of you who remember Nargis and the sounds that it made. နာကိမုန်တိုင်းတိုက်တုန်းကဘလိုအတန်ကြီးမျိုးနဲ့လာရဲဆိုတာမှတ်မိကြလား God answered in a whirlwind, this mighty wind that was so loud. God speaks through that. ဒါနဲ့ဒီမှာယောဘကမြင်ခွန်းထုတ်တယ်ဖျားသခင်ကလေပြင်းမုန်တိုင်းကြီးအတန်နဲ့လာပြီးတော့မှအဲ့ဒီထဲမှာဖျားကယောဘကိုဖြေချလိုက်ပါတယ် He asked a question. Who is this that darkens counsel by words without knowledge? so It's chapter 38, verse 2. အခန်းကြီး38အခန်းငယ်1မှာဖျားသခင်ကပညာမရှိပဲစကားပြောကမျှနဲ့ငါအကြံကိုမိုက်စီတော်ဤသူကအဘယ်သူနည်း So he basically is saying, who are you that's asking me questions and you have no knowledge? ဒီမှာဖျားကအဖြေကပါလေမင်းဘာမှမသိပဲနဲ့ငါ့ကိုမေခွန်းထုတ်နေတာမင်းပါလေဆိုတဲ့စကားမျိုးပဲဖြစ်ပါတယ် And then he says, gird up your loins, take it. ဒါ Gird နဲ့ up ဒီ your မှာ loins, မင်းရဲ့ဒီပစိုးကိုခိုင်ဝတ်ပါတယ်ဒီမှာခပ်ပတ်ပါ get ready. နောက်စင်တဲ့ဖြစ်ပါတဲ့ပြင်ဆင်ထားတဲ့ဖျားကသူ့ကိုစင်ခေါ်တော့မယ် And he says, I will ask you, and then you will tell me. နောက်ဒီမှာဖျားသခင်ကယောဘကိုငါမေခွန်းမိမယ်မင်းဖြေစားတယ် Where were you when I laid the foundation of the earth? ငါကဘာမီကြီးကိုစဖန်ဆင်းတုန်းကမြင့်မြတ်မှာရှိလေတဲ့ဖျားကယောဘကိုမြည်ပြီး Tell me if you have understanding. မင်းနားလေသဘောပေါက်ခြင်းနိုင်တယ်ဆိုရင်ပြောစားတယ် Who set its measurements? ဒီကဘာမီကြီးရဲ့အတိုင်းအတာတွေကိုဘယ်သူကတတ်မှတ်ပေးတယ် And then he says, since you know.
တင်တိဒီအတိုင်းပဲတဲ့ तू ဘာမှမသိမှတင်တိတယ်မဟုတ်လားဆိုတဲ့သဘောပဲ Since you know so much. တင်ဒီအများကြီးသိတာဖြစ်တဲ့အတွက် I remember as a teenager သူဒီစေတိုတဲ့အရွယ်တုန်းကဖြစ်ရတဲ့ခုကိုသူမှတ်မိပါသေးတယ်တဲ့ with a bad attitude, မကောင်းတဲ့စိတ်ထားမကောင်းတဲ့အကြံစီနဲ့ thinking I know everything. သူ့ကိုယ်သူအကုန်လုံးသိနေပါတယ်လို့သူ့ကိုယ်သူထင်တဲ့အထင်နဲ့ My mom would say, "You think you're so cute." သူ့ရဲ့မိခင်ကဟာမင်းကတကယ်ချစ်စရာကောင်းတာပဲလို့ပဲပြောလို့ရှိတယ်တဲ့ One day I argued with my mother. တနေ့ကျတော့သူ့မိခင်နဲ့ဒီစကားငင်းခုန်ဖြစ်တယ် I was standing on the front porch သူကဒီအင်ကန်ပြင်ရှိမှမတက်ရနေတယ် and I had a smart mouth သူ့မှာလည်းပဲသူကဗာလဲသူ့ရဲ့ပါဆက်ကဒီဒီစကားချွန်းချွန်းချင်းတက်တက်မြောက်မြောက်ပြောတယ် and I was saying something to her all smart ဒါနဲ့သူ့ကိုယ်သူတော်လှပြီဆိုတဲ့အထင်နဲ့သူ့မိခင်ကိုစကားပြောတယ် and she just went. ဒါနဲ့သူ့မိခင်ကဘာလုပ်လဲတခွန်းမှမပြောတော့ဆိုပဲလှုပ်လိုက်တော့တယ်တဲ့ And my attitude changed. အဲ့ဒီချိန်မှာသူ့ရဲ့စိတ်နှလုံးစိတ်နေသဘောထားကပြောင်းလဲသွားပါတယ်တဲ့ I'm sorry, mother. ဟောမိမိတောင်းပါမှာလေဘောနော် This is God slapping Job here. အဲ့ဒီလိုပုံစံပဲတဲ့ဒီမှာဖျားသခင်ကယောဘကိုပါရိုက်လိုက်တယ်လို့ပဲတဲ့ Since you think you know everything, tell me Man, how all this works. မင်းအရာအားလုံးကိုသိတယ်လို့မင်းထင်နေတယ်မဟုတ်လားဒါဆိုမင်းကမင်းရဲ့မင်းကုန်းကိုဖြည့်စားနေတခုမှကိုမဖြည့်နိုင်ဘူး He says, "Were you here when I made this earth? ဒီကဘာမြေကြီးကငါဖန်ဆင်းတော့ကမင်းမှာဘယ်မှာရှိလဲသိလား When I made these mountains like they are? ဒီမတောင်းနာနေတယ်လို့ပုံစံပြောင်းငါဖန်ဆင်းတော့ကမင်းဘယ်မှာလဲတဲ့ When I decided what sea level is going to be? နောက်ပင်လေရေမျက်နှာပြင်ကဘယ်လောက်အတိုင်းတာချစ်တာတွားရမယ်ဆိုတာငါတတ်မှတ်တော့ကမင်းဘယ်မှာလဲတဲ့ Did any of y'all set the sea level?" ဒါဆိုပင်လေရေမျက်နှာပြင်ရဒီထိပဲလာရမယ်ဆိုတာတင်တို့တတ်မှတ်ပေးတာလားတဲ့ Did our oldest and wisest people here, Josane, did you set the sea level? ဒီမှာပူရတက်ကြီးတဲ့သူပူရပညာရှိတဲ့သူတွေကိုမြင်ချင်းမဲ့ညာကိုဘို့အကျိုးစင်ကဟိုဒီရေပင်လေရေမျက်နှာပြင်ရဲ့အနစ်အမြင့်ကိုဒီမှာစကတတ်မှတ်ပေးတာလားတဲ့ And as much as I respect this man, he did not set the level at where the ocean is. သူ့ကိုသူ့ရဲ့ဒီယူသည်လေးစားရတယ်လို့ဒီပင်လေရေရဲ့အနစ်အမြင့်အမှတ်သားကိုသူကတတ်မှတ်ပေးတာမဟုတ်ဘူးတဲ့ We can barely set the level of one of these. ဒီမှာကျွန်တော်တို့ဒီရေရဲ့မျက်နှာပြင်ကိုမြင်အောင်ကျွန်တော်တို့ဒီလောက်နိုင်လား But we can barely do the things that we အဲ့ဒါ do. လေးကိုတော့မှလောက်ဖို့ဆိုတာညီအမြဲတမ်းညီနေအောင်လုပ်ဖို့အရန်ခက်ခဲတယ်မဟုတ်လားအမြဲတမ်းပဲဒီမှာလုပ်နေတာ And so after all of that, ရအားလုံးပြည့်သွားတဲ့အခါမှာ the point of all of this, ဒီရအားလုံးရဲ့ဆိုလိုတဲ့ဒီအတိကအချက်က God has a big plan with all the creation. သူ့ရဲ့ဖန်ဆင်းထားတဲ့အရာအားလုံးနဲ့သက်ဆိုင်တော့မှဘုရားသခင်နဲ့အကြံအစီရှိပါတ We ယ် cannot possibly understand his mind. အဲ့ဒီဘုရားသခင်ရဲ့ဦးနှောက်ကိုကျွန်တော်တို့ဘယ်သူကမှဖြစ်ဖြစ်နားမလည်နိုင်ဘူး He's too powerful. သူကအရန်တကူကြီးတယ် He's too strong. အားကြီးတယ် And our minds are too weak to even understand him. ဒါနဲ့ကျွန်တော်တို့ဦးနှောက်ကသူ့ကိုပြည့်ဝနားလည်နိုင်ဖို့တောင်မှဒီမတတ်နိုင်တဲ့အားနည်းချက်ရှိပါတယ် So he says, just trust me. အဲ့ဒါကြောင့်ဘုရားသခင်ကငါကိုသာကူးစားပါလို့ပြောပါတယ် Trust me through this time. ဒီခက်ခဲတဲ့ပြဿနာတွေအားလုံးကြားထဲမှာငါကိုသာမင်းကူးစားရင်ငါလှုပ်ဆောင်ပေးသွားမယ်လို့ပြောတဲ့ကတိပြပဲ We're all going through things. ကျွန်တော်တို့အားလုံးကြုံတွေ့နေရတဲ့အရာတွေရှိတယ် Some of us are going through very difficult things. တချို့တော့သူကအရှမ်းခက်ခဲတဲ့အခြေအနေကြုံတွေ့နေရတယ် We're all at different levels. ကျွန်တော်တို့ရဲ့ကြုံတွေ့တဲ့အခြေအနေကလည်းပဲဒီအဆင့်တရားလည်းပဲအမျိုးမျိုးရှိပါတယ် God says, put your trust in me. I will take care of ဒါ you. ပေမဲ့ဖျားကငါကိုကူးစားပါငါကဒီဒါငါတို့ကပါဖြစ်ပဲကရုတ်ဆိုင်ပရမှာဒီဒါလမ်းပြသွားမှာပါလို့ကတိပေးပါတယ် I'll finish with Romans chapter 8. ယောမအခန်းကြီး၈ကိုဖတ်ပြမှာအဆုံးသတ်သွားမှာဖြစ်ပါတယ် And I've read this verse in many different congregations. ဒီကျမ်းပိုင်ကိုတင်းစုများစွာမှာသွားတဲ့အခါမှာသူဖတ်ခဲ့ပါတယ် After telling stories about the people of your nation,
တင်တို့နိုင်ငံမှာရှိတဲ့တင်တို့အကြောင်းကိုပြောဆိုပြီးမှဒီကျမ်းပိုက်ကိုဖတ်တယ် The way that God had worked through so many situations to cause people to come to Him. ဒီမှာဘယ်လိုအခြေအနေများစွာကိုကြော်လွှားပြီးမှလူတွေခရစ်တော်ထံသို့ရောက်လာကြတယ်ဆိုတာကိုပြောဆိုပြီးမှဒီကျမ်းပိုက်ကိုဖတ်လို့ရှိပါတယ် And it's hard to see it when we're in the middle of it. ဒါနဲ့အဲ့ဒီခက်ခဲမှုကြားထဲမှာရှိနေစဉ်ခါမှာတော့ဒီစကလုံးပြောဖို့ရတော့ခက်ခဲပါတယ် But we trust Him ဒါမဲ့ကိုကအပြည့်မသိပေမဲ့ထာဝရဘုရားကိုကူစားတယ် because we know this. ဘာကြောင့်လဲဒီကျမ်းပိုက်ကိုကျွန်တော်သဘောပေါက်လို့ပဲ And we know that God causes all things to work together for good for those who love God, to those who are called according to His purpose. ဘုရားသခင်ကိုချစ်တော်သူဒီဟုသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်တနည်းတွင်ကောင်းမှုပြုစုကြသည်ကောင်းမွန်စွာပြုစုကြသည်ကိုငါတို့သိကြ၏ For those whom He foreknew, He also predestined to become conformed to the image of His Son, so that we would be the firstborn among many brethren. ဘုရားသခင်၏သားတော်သည်အများသောညီတို့တွင်သားဦးဖြစ်တော်မူမည်ကြောင်းဘုရားသခင်သည်ရှိမစွာကတည်တော်မူသောသူတို့ကိုသားတော်ဤပုံသဏ္ဍာန်နှင့်တညီတည်းဖြစ်စေခြင်းငှာရှိမစွာကခွဲခန့်မှတ်သားတော်မူ၏ So when God was setting the sea level, ဒါနဲ့ဘုရားသခင်ကပြင်လယ်ရေမျက်နှာပြင်ကိုအတ်မှတ်လိုက်တဲ့အခါမှာ before He was setting the sea level, အဲ့ဒီပြင်လယ်ရေမျက်နှာပြင်ကိုမတတ်မှတ်ခင်မှာ before He made the stars, ဒီကျယ်ရီမဖန်ဆင်းခင်မှာ before He made this earth, ဒီကမ္ဘာမြေကြီးမဖန်ဆင်းခင်မှာ before any of the plants, ဒီချန်နဲ့ဒီအပင်တွေမဖန်ဆင်းခင်မှာ He knew तू ကတိနဲ့နေပြီးသား it was predestined ဘုရားသခင်ကရှိမစွာကခွဲခန့်မှတ်သားထားပြီးသားဖြစ်ပါတယ် that you would become conformed in the image of His သင် Son. တို့ဒီခရစ်တော်ရဲ့ပုံသဏ္ဍာန်နဲ့တူညီလာမှုရဘုရားကခွဲခန့်မှတ်သားထားပြီးသားဖြစ်ပါတယ် Let's trust in this Almighty God. အဲ့ဒါကြောင့်တကူကြီးသောထာဝရဘုရားကိုဆက်လက်ကူစားကြပါစို့ Let's pray. သူတို့ကဆုတောင်းရအောင် Our Father in heaven, ကောင်းကင်ဘုံရှင်ဖာ we love you. ဒါရှင်ကိုချစ်မြတ်နိုးပါ We thank you so much for being our God. ကျွန်တော်တို့ဘုရားအဖြစ်ကိုခံယူတော်မူသောကြောင့်ဘုရားဖြစ်သောကြောင့်ကျေးဇူးတင်ပါတယ် Help us to trust you. ကျွန်တော်တို့ဘုရားကိုကူစားနိုင်ပါမည်ကြောင့်မှာစာတော်မူပါ Help us to respect you and to fear you. ဘုရားကိုကြောက်ရွံ့ဖို့ယူသည်လေးစားဖို့ရမှာစာတော်မူပါ When things do not go the way that we want them to. ဒီအရာများကျွန်တော်တို့လိုချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာ When we hurt, ကျွန်တော်နာကျင်ခြင်းခံစားရတဲ့အခါမှာ when we are scared, ကျွန်တော်တို့ကြောက်လန့်နေတဲ့အချိန်ခါမှာ when we don't understand. ကျွန်တော်တို့နားမလည်တဲ့အခါမှာ Help us to trust you then. ဘုရားကိုကူစားနိုင်ဖို့မှာစာတော်မူပါ We love you. ဘုရားသခင်ကိုချစ်မြတ်နိုးပါရဲ့ It's in Jesus' name we pray. ယေရှုနာမ၌ဆုတောင်းပါရဲ့ Amen. Thank you very much. ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်တို့ကြားနာရတဲ့နှုတ်ကပတ်တရားတော်ခွန်အားပေးခြင်းအပြင်ကျွန်တော်ရောက်စီတိုင်းခွန်အားရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ခွန်အားရတဲ့အတူကျွန်တော်တို့ရှေ့ဆက်လှမ်းနိုင်ကြပါလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်နော်ကျေးဇူးတင်ပါတယ် Thank you very much for your good and encouraging message that it challenges and I believe that every one of us are being encouraged and are ready to face the challenge and get the steps and continue our walk of faith in this the life of trouble. But we have a powerful God. So thank you very much for good sharing. အခုကြတော့ကျွန်တော်တို့တခြင်းတစ်ပုဒ်ကိုကျွန်တော်တို့သိဆိုကြမယ်ဒီဆိုလို့ဖြစ်သွားတဲ့အခါမှာခရစ်တော်ကိုအောက်မေ့တတိယဖို့မိန့်တော်မူတဲ့အတိုင်းအောက်မေ့တတိယခြင်းနဲ့ဒါရှင်ကိုဝတ်ပြုတ်သွားမှာဖြစ်ပါတယ်တခြင်းနံပါတ်88ကိုမြေကိုဘောတော်ကလာပြီးတော့မှဟုတ်ပြီဒါဆိုကျွန်တော်တခြင်းနံပါတ်88ကိုကျွန်တော်တို့ဒီဆိုပြီးတော့မှကျွန်တော်စိတ်နှလုံးပြင်ဆင်မယ်ပြီးတော့လို့ရှိရင်ဒီပွဲတော်ကိုကြတော့ကျွန်တော်တို့ညကိုဦးကျော်စင်ကနေပြီးတော့မှဦးဆောင်ပေးသွားမှာဖြစ်ပါတယ်တခြင်းနံပါတ်88 Why did my Savior come to earth to prepare a mind for the Lord's Supper? We'll sing this song, and after singing this song, and I will ask Brother Joseph to lead us in observing the Lord's Supper. Now we be boyant do no di ma sa ta yaw lo khaw lo ya pare bo no di ma chu lo lo di bu so lo shi de no so down na ro di ma di wei me pi lo shin sa pi to sia le down lo ya de da ha Okay, the chin number 88. Beton
ကဲတင်ရှင်လာ၍နေချာသူတန်တော်တနေဘယ်ကြောင့်နေချာမွေခံတနေငါကိုစေတော်ကြောင့်တည်းငါကိုချစ်သည်ငါကိုချစ်သည်လာတဲ့တော်တဲ့ပေဆောင်ပါပါသည်ငါကိုချစ်တော်ကြောင့်တည်းဘယ်ကြောင့်ကားဒီပါလာတော့ရဲ့နာကျင်တန်ခါတနီဘယ်ကြောင့်ကာရန်ကျင်ခန္တနီကာရန်ကျင်ခန္တနီငါကိုချစ်တော်ကြောင့်တည်းကိုချစ်တော်ကြောင့်တည်းငါကိုချစ်သည်ငါကိုချစ်သည်လာတဲ့တော်တဲ့ပေဆောင်ပါပါသည်ငါကိုချစ်တော်ကြောင့်တည်းယေရှုလာသည့်တိုင်ချီးမွမ်းကြိုးဒီတိုင်ချီးမွမ်းကြိုးလက်ကုံတော်တို့သွားမည်ကုံတော်တို့သွားမည်ဆုံးခံတိုက်သူနဲ့သူရှိမည်ခံတိုက်သူနဲ့သူရှိမည်လာကိုချစ်တော်ကြောင့်တည်းကိုချစ်တော်ကြောင့်တည်းငါကိုချစ်သည်ငါကိုချစ်သည်လာတဲ့တော်တဲ့ပေဆောင်ပါပါသည်ငါကိုချစ်တော်ကြောင့်တည်းSo sorry because I'm slow. Clumsy. ရပန်းကိုခဏတော့ပေါ့ အဖိုးကြီးစကားပြောတာနဲ့လူငယ်စကားပြောတာမတူဘူးဒါမှမဟုတ်ပွဲတော်မင်္ဂလာတော့အတူတူပဲဝင်ကြရမယ်ဟိုးပူတောင်ဆိုတဲ့ဗမာပြည်မြောက်ဖျားမြန်ပြည်မြောက်ဖျားကဆရာကြီးတယောက်ရဝမ်ဆရာကြီးတယောက်ကသူတို့စီမှာပြောတဲ့စကားနော်ရည်စရာလည်းဟုတ်တယ်စဉ်းစားစရာလည်းဟုတ်တယ်ဘာပြောလဲဆိုတော့လွန်းတော့လွန်းတယ်တဲ့ဒါပေမဲ့တတိမရဘူးတဲ့ဖြစ်လာသူပြောတယ်လွန်းတယ်တဲ့ဒါပေမဲ့လို့တတိမရဘူးနော်အဲ့ဒါအင်္ဂလိပ်လိုပြောရမယ်ဆိုရင် that's a saying in Rowan that is one of the tribal Rowan language Rowan saying that is I miss you but I do not remember you missing and remembrance ခဏတတိယအောင်မိဖို့နော်ကျမ်းစာပါတယ်နော်အကြောင်းမူကားသင်တို့၌ငါအောင်အပ်ပေးသောအရာကိုသခင်ဘုရားထံ၌ငါခံရပြီခံရသောအရာဟုမူကားသခင်ယေရှုသည်ယံသူလက်သို့အနန္တကြီးကိုခံတော်နှင်းညမှာမုံကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုံကိုဖဲ၍ဤမုံကားသင်တို့ဖို့အလုံးငါချိုးပယ်တော်ငါ၏ကိုပြီယူ၍စားကြလော့ငါကိုအောင်မေဖို့ရာဤသို့ပြုကြလော့ဟုမင်းတော်မူ၏ထိုနည်းတူညစာစားပြီးမှခွက်ကိုလည်းယူ၍ဤခွက်ကငါ၏အသွေး၌တည်သောဗရိညင်တရားသည့်
ဟိုတုန်းကဗရင်ညင်ဟောင်းဓမ္မဟောင်းအခုကဗရင်ညင်တရားသစ်သဘောတူစာချုပ်အသစ်ဟိုတုန်းကမောရှိသူကဂျာဂံပုဂ္ဂိုလ်ကြီးရှင်းနေကြီးအခုဒီဘက်မှာကယေရှုခရစ်ကျွန်တော်တို့ရဲ့ mediator advocate ရှင်းနေကြီးလက်မှတ်ထိုးသူရှင်းမှလက်မှတ်ထိုးဒီဇိုင်းနေတော့ဘသူအသွေးနဲ့ဒီဇိုင်းနေတာအပြည့်မရှိတဲ့ခရစ်တော်ယေရှုရဲ့အသွေးနဲ့ဒီဇိုင်းနေနေတာဓမ္မတိဗရင်ညင်အသစ်အဲ့ဒါကိုနော်ငါဤသွေး၌ကြည့်တော့ဗရင်ညင်တရားတည်းဖြစ်ဤခွက်ကိုတောက်တော့ခါကငါကိုအောင်းမီဘိုးရတောက်ကြလောဟောဒီတခါလဲငါကိုအောင်းမီဘိုးရနော် remember me အောင်းမီပါအောင်းမီမယ်ဆိုရင်ဒါတော့လုံးမှာပေါ့နော်ဒီမှာဘာတွေ့ရလဲဆိုတော့အချိန်ခါလေးကအဲ့လိုပြောတဲ့ပွဲတော်ဝင်တဲ့အချိန်အခါသမယကထူးခြားတယ်။ဘာလဲဆိုတော့ဟိုးအီဂျစ်ပြည်မှာကြုံခံနေရတဲ့ဘဝဆင်းရဲလိုက်တာနှိမ့်ဆက်ခံရအမျိုးဒုက္ခတွေခံရတယ်။နောက်ဆုံးအဆိုးဆုံးကဘာလဲ။မွေးလာတဲ့ကလေးတတ်ပြရတယ်။နော်တတ်ခိုင်းတယ်။မတတ်တော့ဘယ်လိုလုပ်တော့လာတတ်တယ်ကလေးလေးကလှလိုက်တာချစ်စရာလေးဘယ်လိုလဲဘယ်လိုလုပ်တော့ဒီသူ့အမချောင်းကြည့်တလောက်ဒုက္ခရောက်တယ်အင်တန်ချစ်စရာကောင်းတဲ့ကလေးလေးကိုရေထဲမျောရတဲ့ဒုက္ခဒီပေါက်စာကလေးလေးကိုဓာတ်နဲ့ထိုးလာတတ်ပြီးရုပ်ရှင်ထဲမှာပေါ့လေကြည့်ရအဲ့ဒီဒုက္ခတွေကနေဘုရားသခင်ငါတို့ကယ်ထုတ်တယ်ပင်လယ်ကြီး Red Sea ပင်လယ်ကြီးသေတော့မယ်ဒီထဲမှာမြုပ်သေးမှာလားနောက်ကဘာတွေကလိုက်လာလဲညင်လဲတွေကလှန်ကြီးတွေနဲ့လေးကြီးတွေနဲ့ဓာကြီးတွေနဲ့နောက်ကတို့မီရင်ဓာတ်နဲ့ခုံမယ်လှန်နဲ့ထုံမသိဘူးဒုက္ခဒီမဲ့ရေထဲဆင်းရင်ရေနှစ်သေးမယ်ဒုက္ခဘာလို့ပြီလဲဆူတောင်းတယ်မောရှိလှန်တောင်းမြဘာဖြစ်သွားလဲပင်လေကြီးဟာခွဲသွားတယ်မြေကြီးက6သွေးလမ်းလျှောက်သွားဟိုလူတွေမြင်းလဲနဲ့လာတဲ့လူတွေသူတို့မှီလားမမှီဘူးဘာလုပ်ထားလဲမီးနဲ့ဘုရားသခင်ကမီးနဲ့တားထားတယ်မြင်းလဲတွေရှေ့တိုးလို့မရအောင်ရုပ်ရှင်ထဲမှာနော်မြင်းလဲတွေမြင်းကြီးတွေခုံဒုက္ခကြောက်ခမန်းကြီးကြောက်စရာကောင်းလိုက်တာထိလန့်စရာကောင်းလိုက်တာနော်ယူမတတ်အဲ့ဒီအခြေအနေမျိုးကိုလွန်မြောက်တာအဲ့ဒါအင်္ဂလိပ်လို pass over လို့ခေါ်တယ် American accent နဲ့ပြန် pass over နော်အဲ့ဒါကိုဗမာလိုကပြန်လို့မရတော့ပတ္တခါလို့ပြန်လိုက်တယ်အဲ့ဒါပါဠိစကားမဟုတ်ဘူးမွေးစားယူတဲ့စကား adaptation လို့ခေါ်တာပေါ့နော်ပတ္တခါပွဲနေဗျာဘယ်နေတော့ပတ္တခါပွဲဘာတော့ဒုက္ခတွေကနေကျွန်ဘဝကနေအင်မတန်မှရက်ဆက်တဲ့နော်နှိမ့်ဆက်မှုမျိုးနဲ့ခါတဲ့ဘဝနေလွတ်မြောက်တဲ့နေ့ဖျားကယ်တဲ့နေ့အဲ့ဒီနေ့ကိုပတ္တခါပွဲလို့ခေါ်တယ်အဲ့ဒီပတ္တခါပွဲကိုတစ်နှစ်တစ်ခါကျင်းပရတယ်ငါတို့ခရိယာန်တွေကတော့တနင်္ဂနွေနေ့တိုင်းမှာကျင်းပါတယ်ဘာလို့လဲအဲ့ဒါကိုအောင်းမိတာဘသူကငါတို့ကိုကယ်လဲဘသူကငါတို့ကိုအနစ်နာခံလဲဘသူကငါတို့အတွက်ဝေဒနာတွေကိုခံလဲသခင်ယေရှု
ကားတိုင်းပေါ်မှာငါတို့အတွက်ဝေဒနာခံတယ်ခန္ဓာကိုယ်မှာသွေးအလင်းလေးနဲ့အဲ့ဒါအောင်မေပြင်မနဲ့ငါတို့သမင်းစားတယ်အဘိုးဆိုရင်ဒီလေကားတက်လာတာမောတယ် I'm tired no exhaustion အားရပါကုန်ခန်းမှာ no weak ပျော်သွားခန္ဓာမှာခံရတယ်သခင်ခရစ်တော်အဲ့လိုခါတာအောင်မိပါတဲ့အောင်မိပါမင်းပင်ပန်းတာတွေမင်းမောပန်းတာတွေမင်းအုံနောက်၆တာတွေနော်မင်းစိတ်ထဲမှာနော်မတင်မကြတွေဖြစ်နေရတာပူပင်သောကရောက်နေရတယ်ကြောင်းကြောင်းကြကြဖြစ်နေရတယ်အင်္ဂလိပ်စကားကတအားသဘောကျတယ်ကွာ mental security စိတ်လုံခြုံမှုငါတို့ကထိတ်လန့်နေရတယ်ကြောက်ရွံ့နေရတယ်စိုးရိမ်နေရတယ်ငါတို့စိတ်လုံခြုံသလားမလုံခြုံဘူးငါတို့ဘေးမှာလူတွေအများကြီးရှိအိမ်တွေစိတ်ုံတွေတိုက်တွေတားတွေဘာပဲရှိငါစိတ်ကမလုံခြုံဘူး mental security မရှိဘူးဒီစားဒီဒုက္ခတွေကခရစ်တော်ကငါတို့အတွက်ခံခဲ့တယ်အောင်မေပါအောင်မေပါနောက်တစ်ခုကပါကိုပင်မနာကြီးပဲမပြောနဲ့ပေါ့ခရစ်တော်ငါတို့အတွက်ပင်ပန်းခဲ့တယ်နောက်တစ်ခုကပါတယ်အသက်ကသွေးနဲ့ဆိုင်အဲ့ဒီသွေးကအပြစ်မဲ့တဲ့လူရဲ့သွေးတိရစ္ဆာန်သွေးနဲ့မရဘူးလူဆိုးသွေးနဲ့မရဘာရဘတ်သွေးနဲ့မရဘူးယေရှုသွေးနဲ့ပဲရတယ်အပြစ်မဲ့တဲ့သွေးပတ္တခါတိုးတငယ်ရဲ့သွေးအဲ့ဒီသွေးကကဲတင်ခြင်းနဲ့ဆိုင်တဲ့အသွေးတန့်ရှင်းသောအသွေးငါတို့အပြစ်ကိုဖုံးအုပ်ထားသောအသွေးငါတို့အပြစ်ကိုဆေးကြောပေးတဲ့အသွေးအဲ့ဒီအသွေးကဘယ်တော့မှမကုန်ခန်းတဲ့သွေးအဲ့ဒီအသွေးမှာပါတဲ့တကိုးဟာဘယ်တော့မှပြက်ပြယ်မသွားတဲ့အသွေးအဲ့ဒီအသွေးကိုအောင်မိပါစပီးဝိုင်းစပီးတရားနဲ့ညှစ်ထုတ်တာဝိုင်းသခင်ခရစ်တော်ရဲ့အပြစ်မဲ့သောအသွေးငါတို့အပြစ်ကိုဖုံးအုပ်ထားငါတို့အပြစ်ကိုဆေးကြောတယ်ကဲတင်ခြင်းဆိုတာဒီအသွေးမပါဘဲမရဘူးအဲ့ဒီအသွေးနဲ့ဝယ်ခဲ့တဲ့အသင်းတော်ထဲမှာအဲ့ဒီအသွေးပိုင်ရှင်သခင်ခရစ်တော်ကငါတို့ကိုဝန်ခံတဲ့နေ့မှာတွင်းလိုက်တယ်အသွေးနဲ့ဝယ်ထားတဲ့အသွေးတွေကိုအသွေးရှင်ယေရှုခရစ်ကတွင်းထားလိုက်တယ်ဘယ်တော့မှတော့ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်နာမနဲ့ဗတ္တိဇံခံတဲ့နေ့မှာမလုပ်လိုက်တာအသင်းတော်တွေကိုတွင်းလိုက်အဲ့ဒီအသင်းတော်ကဘာလဲခရစ်တော်ကြီးအသင်းတော်အဲ့ဒီအသင်းတော်ဦးခေါင်းကဘာလဲခရစ်တော်အဲ့ဒီအသင်းတော်ဘာခရစ်တော်ရဲ့ကိုယ်ခန္ဓာ body of Christ ဘသူကသွင်းတော့ခရစ်တော်ကိုယ်တိုင်ကပဲသွင်းတယ်ငါတို့အဲ့ဒီထဲမှာရောက်နေကြပြီအဲ့ဒါပြန်၍အောင်းမိပါเนาะအောင်းမိပါဒါကြောင့်မို့လို့เนาะအောင်းမိဖို့အတွက်မှာမုံအတွက်တို့ငါမီးဘယ်လိုကျန်လန်တာနာမည်မေးပါထံပြီးကမုံအတွက်ကျေးဇူးတော်ချီးမွမ်းပေးပါเนาะကျေးဇူးတင်ရတယ်အဲ့ဒီကလည်းရတယ်ဒီလည်းရတယ်ဒီကိုချီးမွမ်းကြပါစို့
နာတာကိုနဲ့ပြေဆုံးတော်မူသောကျွန်တော်တို့ဖားဖျားရှင်ဒီနေ့ဆရာရင်ကျူတော်ကြောင့်ဒီရတော့သာသမီများစီစီလက်ချတ်ကင်းကိုပြနိုင်တော့ခွင့်ကိုပေးနာတော့တောင်းချူတော်ချီးမွမ်းပါရဲ့ဘုချိန်မှာခရစ်တော်ဆရာရှင်တာတော်အောင်မြင်ဖို့ရာသူ့ကိုခန္ဓာစာပြုတော်ဒီမဟုတ်ကိုတုံးဆောင်ကြမှာဖြစ်ပါ၏တုံးဆောင်တော်သူရောက်စီတိုင်းကျွန်တော်တို့အတွက်ဒီခံရုံတော်ဖြစ်တော်အောင်မြင်ဖို့ရာမဆာတော်ပါဒီမဟုတ်အတွက်ကျူတော်ချီးမွမ်းယေရှုနာမကိုမြည်ပြီးဆုတောင်းကြပါ၏သာခင် အာမင်ကိုညီပြီးတော့ဝေပေးကြပါဆရာပဲဝေမယ် လည်းဖဲအောင်မရဘူး ဖဲလိုက်လို့ရတယ်မုံကလည်းပဲတဆေးမဲ့မုံဖြစ်ပါတယ်တဆေးမပါတဲ့မုံဖြစ်ပါတယ်တတ်တခါမုံဖြစ်ပါတယ် ဆက်လက်ပြီးတော့သတိရည်အတွက်ကျေးဇူးတော်ချီးမွမ်းရအောင်ကောင်းလင်ဘုံရှင်အဖဖရာသာသမီကျွန်တော်တို့တယောက်စီတိုင်းအတွက်အပြစ်စေကြောဖို့အပြစ်ကိုဖုံးကွယ်ဖို့
အသက်ကိုပေးဖို့ကဲတင်ခြင်းကိုရောက်ဖို့ခရစ်တော်၏အသွေးအရေးကြီးကြောင်းအရေးပါကြောင်းခရစ်တော်၏အသွေး၌တကိုးတည်ကြောင်းတစ်ကြိမ်ထပ်မံ၍ဒီကဲ့သို့ခုနှစ်ရက်တွင်ပထမနေ့၌ဤခွင့်ရေးမျိုးကိုရရှိသောကြောင့်ကိုရောရှင်အားကျေးဇူးတင်ပါ၏အသင်းတော်ကိုဝယ်ယူခဲ့သောအသွေးအပြစ်ကိုဖုံးအုပ်ဆေးကြောသောအသွေးကဲတင်ခြင်းနှင့်ဆိုင်သောအသွေးအသက်နှင့်ဆိုင်သောအသွေးတန်ရှင်းသောသူခရစ်တော်၏အသွေးတပံပြန်လဲ၍အောင်းမြင်ရကြပါ၏ကောင်းကင်ဘုံရှင်အဖဖျားဒီအသွေးတော်မြတ်ကိုယုံကြည်၍ခရစ်တော်တည်ထောင်သောခရစ်တော်၏အသင်းတော်ထဲ၌အသင်းသားအဖြစ်သစ္စာရှိစွာအသက်ရှင်နိုင်ဖို့ရန်ကိုရောရှင်ဖျားခွန်အားပေးပါအကျဉ်းတောင်ထဲ၌၎င်းအချုံနောင်နှင့်၎င်းအင်းယာဒေသမိမိတို့ရရွာနေအိမ်တို့ကိုစွန့်ခွာပြီးရှောင်တိန်နေရသောသူများဤအခွင့်အရေးကိုဆုံးရှုံးနေကြမည်ဖြစ်ပါ၏ကိုရောရှင်ဖျားသူတို့ကိုအောက်မိပါတစ်ချိန်တွင်ကျွန်တော်တို့ကဲ့သို့အေးချမ်းစွာကိုရောရှင်သွေးတော်မြတ်ကိုအောက်မိနိုင်ရသောအခွင့်ကိုရောရှင်ပေးတော်မူပါယနေ့ကောင်းကောင်းလည်းရှိကြသောအသွေးတော်ကိုခံယူကြမည်အောက်မိကြမည်ခရိယန်တယောက်စီတိုင်းကိုလည်းကိုရောရှင်ကောင်းကြီးပေးပါသခင်ရှုနာမ၌စပြည့်ရည်အတွက်ကျေးဇူးတော်ချီးမွမ်းကြပါသည်အဖဖျားတယောက်ကူညီပေးပါ
လူရန်ခေါ်မစီဘယ်ရတဲ့ခွန်စုရှိရနော်စီချမ်းတော့မောင်စီချမ်းဟောင်း နော်မှုရရနဲ့နော်စီစီရနဲ့လေး ဒီကခွန်ဆူတောင်းပေးမယ်နော်ဟိုအလူငွေခိုင်းရင်းနေအလူငွေလည်းအမယ်ဆူတောင်းပေးရမယ်ပြီးမှဆရာပဲစီဝေရုံရုံတိုင်းပေးပါနော်ဆိုတော့ကောက်ခါလိုက်အလူငွေကောက်ခါကျေးဇူးတော်ကိုဒီမှာပြုဖို့ဘုရားသခင်ကိုပြန်လဲပြီးတော့ဆူတန်းပေးကမ်းဖို့ဘုရားပေးတဲ့ထဲကဘုရားသခင်ကိုပြန်ပေးမယ် လူငွေမှာခင်မနည်းနည်းလေးပြောပါမယ်။ခင်ခရစ်တော်ကကျွန်တော်တို့အားလုံးခရိယန်တွေအားလုံးယောက်ျားမိန်းမအကြီးငယ်အားလုံးပညာတတ်မတတ်နော်တာဝန်ပေးထားတယ်။ Go ye into the world ကဘာတွေကိုသွားပါလောကကြီးတွေကိုအသွားခိုင်းတယ်။ငါတို့မသွားဘူးမသွားတဲ့လူတွေရှိတယ်။ဘွားရမှမသိတဲ့လူတွေလည်းရှိတယ်။မသွားကျင်တဲ့လူတွေလည်းရှိတယ်။အဘိုးအသက်14နှစ်73နှစ်အရွယ်မှာအဘိုးနေခဲ့တဲ့နှစ်ချင်းအသင်းတော်ကတောရွာတွေကိုမသွားဘူး။ဧဝံဂေလိမဟောဘူး။လွတ်လပ်ရေးရပြီ1948နော်ဓမြတွေထလာရွာတွေမှာတနတ်တွေနဲ့နော် Japanese rifle ကြီးစံရတောင်းလို့ပုံအဲ့ဒါတွေလူမိုက်တွေကစုပြီးတော့ဓမြအဖို့ကြီးဟိုရွာဒီရွာအဲ့တော့လူတွေဘာဖြစ်လဲရွာကလူတွေကြောက်ပြီးတော့မြို့ကိုပြေးလာတယ်ရွာကလူတွေဘုသူစီကိုပြေးလာတယ်ခရိယန်တွေစီကိုပြေးလာတယ်ရွာကလူတွေဘုသူစီပြေးလာဘယ်ကိုပြေးလာအသင်းတော်ကိုပြေးလာအသင်းတော်မှာရှိတဲ့လူတွေက go ye into the world လောကတော့သွားပါလို့ပြောမသွားတော့ဖခင်သခင်ကအဲ့ဒီလူတွေကိုသူ့စီကိုလှုပ်ပြီးခဏအချိန်နေရအဲ့ဒါပဲငါတို့မသွားဘူးသွားတယ်သဘောလောက်ပဲတလားနလားတနေ့နေ့လောက်ပြီးပြန်လာအခုဘာလုပ်လာလဲအားမျိုးအလူတွေဒီရောက်လာငဖဲတောင်ဘွားလူတွေရောက်လာဘယ်လိုပုံစံမျိုးနဲ့ရောက်လာလာဒီဖြစ်စီငါတို့စီကိုလာတာဖြစ်ဒီမှာရှိတဲ့အသင်းတော်တွေနေချင်းအသင်းတော်ဘာအသင်းတော်ညာအသင်းတော်ခြားချက်စရာငါတို့မှာမြေရှိတယ်ငါတို့မှာခြံဝိုင်းရှိတယ်အဲ့ဒီမှာလာနေပါနော်တဲဆောက်ပြီးတော့နေပါ
မင်းတို့နေနိုင်သမျှနေပါကြိုးဆိုကြတယ်ငါတို့လည်းကြိုးဆိုရနော်တတ်နိုင်သမျှငါတို့ကိုညီရမယ်အခုလိုတွေးဆုံတဲ့ပွဲမှာနှစ်သိမ့်မှုကိုပေးရမယ်နော်ဒီမှာညီကိုနှစ်ယောက်ကငါတို့နှစ်သိမ့်မှုပေးသွားတယ်တို့ဒီစကားကိုပြန်ပြီးတော့ပြောပြရဟုတ်ပြီနော်ဘုရားသခင်ငါတို့ခိုင်းဟောဂျေမီကိုပြောတဲ့စကားလေးပဲပြန်ပြောပြမယ်သူတို့ကြားအောင်လေ I think you may have heard of British saying, English saying, ancient saying. It's a little bit ugly for Muslim. Muhammad is the leader of the prophet of their religion, Muhammad. There's a saying. Muhammad said, "Ye mountain, come unto me." Before his disciple, together with his disciple, he said, "Ye mountain, come unto me." Mountain doesn't move, no moving. Then Muhammad said, if mountain doesn't come to Muhammad, Muhammad will go to the mountain. ဘာပြောလဲလားတောင်ကြီးမူဟာမက်ထံလာခဲ့ပါဆိုတော့မလာဘူးလေတောင်ကြီးကသူအမင်းပေးလိုက်အသင်တောင်ကြီးမူဟာမက်ထံမလာပြင်မူဟာမက်သခင်ကတောင်ကြီးစီကိုသွားကြမယ် Let's go အဲ့လိုဖြစ်နေပြီငါတို့အသင်းတော်တွေစီကိုငါတို့ကျောင်းတွေစီကိုငါတို့မြို့တွေစီကိုလာနေပြီတောင်ဆိုတာဒုက္ခပဲအခက်အခဲကိုပုံဆောင်တယ် mountain ye mountain doesn't come no Muhammad will go ကိုတော့ Muhammad စီကို mountain ကလာနေပြီငါတို့ welcome လုပ်ဖို့ပဲလိုတော့တယ်ဒီထဲမှာထားပါဒါနဲ့မပြီးဘူးဒီထဲမှာထားတနာစရာမကောင်းဘူးလားအိမ်နေအိမ်ရရွာကိုဒေတာကိုတောက်သုံးနေကြနော်စိုင်းရည်လေးထားခဲ့ပြီးတော့ဘယ်လောက်ဆိုးလဲစပားတွေဝင်းဝင်းမှဲ့နေ It's a harvest time so right the rice are right yellow ဘာလို့ရိတ်သိမ်းခြင်းဖြစ်နေအဲ့ဒီရိတ်သိမ်းခြင်းစပားကင်းတွေကိုတခါတည်းနှမျောတသွားစာလွာနဲ့ထားခဲ့ပြီးတော့တော်တွေကိုပြေးကြလွှားကြရှောင်ပုံးကြရတာဒီတော့မနေနိုင်တဲ့လူတွေကဘာလို့ညာသွားပြီးတော့ရန်တုံမရှိတော့တဲ့နေရာ They reap the rice is like this it's like an ear crop it's what you call it ဒီလိုထည့်ရတယ်လေညီမတောင်ဖို့ဘာပလိုင်းရှိတယ်လေအဲ့လိုလိုရတယ်ဘယ်လိုအဲ့လိုဖြစ်ဘလောင်းနှမျောစရာကောင်းအောင်မယ်အိမ်ကြီးတွေစောက်ထားတာတိုက်ကြီးအတိုက်ကြီးတွေမတိုက်လည်းပါတယ်အိမ်လည်းပါတယ်အကုန်လုံးပြည့်စုံသွားပြီမီးရှို့ပလိုက်တယ်ပြာကြဘယ်လိုနေမလဲကိုစီးတဲ့ဖဏကျိုးပြတ်သွားလို့ဆက်စည်းလို့မရလို့ပြစ်ထားခဲ့ရတာတော့နှမျောသေးတာနော်အိမ်ကောင်းရာကောင်းဆောက်လုပ်ထားတဲ့နော် The house was very very thick beautiful timber beautiful wood very beautiful but some wood are called iron hardwood အဲ့ဒီအိမ်ကြီးတွေထားခဲ့ပြီးတော့ဘာဖြစ်လဲမိလောင်ပြည့်စုံပါစပားကင်းတွေကျဲထားတယ်စပားတွေကဒီလိုကိုင်းနေပြီဝါနေပြီထိန်းနေပြီကောက်လိုင်းများသိမ်းယူ
ကောက်လိုင်းများသိမ်းယူတချင်းဆိုပြီးတော့လေချုံပြီးတော့စဘာနေရမယ်အချိန်အခါမျိုးထားခဲ့ရတယ်ဖနတ်တရံတောင်လှုံ့ပစ်ခဲ့ရတာနှမျောရင်အင်ကြီးတစ်လုံးပြာဖြစ်တာဘယ်လိုနေမလဲမတော်ကအုတ်ထုပ်တစ်လုံးလွင့်ကြခဲ့တာနှမျောရင်စဘာကင်းကြီးတစ်ခုနွားနို့တစ်ခွက်ကော်ဖီတစ်ခွက်ဖိတ်သွားတာနှမျောရင်စဘာကင်းကြီးဝင်းဝင်းမဲ့နေတာထားခဲ့ရတာဘယ်လိုခံစားရမလဲလူငယ်တွေကတော့အခုဒီမှာရှိတဲ့လူငယ်လေးကတော့လူငယ်ဆိုတော့ကိုအားဖြည့်တော့အားပေးလို့သူ့မိခင်ကြတော့ဟာတအားခံစားရတာအခုဒီမှာအဖိုးရှိတယောက်ပါတယ်ဒီလိုကုန်းကြီးလေဘာမှမဟုတ်ဟေးသူ့စွန်သူ့မျက်စိထဲမှာမြင်အောင်နေတာသူ့အိမ်ကြီးကိုကဲထားလိုက်တော့ဖះကောင်းကြီးကိုတစ်ခုပြီးတစ်ခုရေတွက်ကြစို့ငါတို့လှူဒန်းယုံနေမကဘူးခွန်အားပေးပါဝမ်းနဲ့ကြည်ကွဲနေတဲ့လူတွေစိတ်မကောင်းဖြစ်နေတဲ့လူတွေစိတ်ချမ်းသာအောင်လုပ်ပေးပါ mental security စိတ်ကမလုံခြုံဘူးစိတ်လုံခြုံအောင်ဆူတောင်းပေးပါခွန်အားပေးပါငါတို့မှတာဝန်ရှိတယ်ငါတို့စီကိုသူတို့လာနေငါတို့လေရန်ဖဲ့ရန်ကြိုးစိုးကိုပဲရှိတယ်ကောင်းကြီးတောင်းခံဆူတောင်းကြရအောင် let's pray ဆူတောင်းကြအောင်ကောင်းကင်ဘုံရှင်အဖဖျားကိုရောရှင်ပေးသနာသောအရာအားလုံးအထက်မှာကိုရောပြန်လဲ၍ပေးရသောကြောင့်ဝမ်းသာပါ၏ကိုရောကိုအတိမတ်ပြုပါ၏ကိုရောကိုးကွယ်ပါ၏ကိုရောသားသမီးတို့ကိုကျွေးမွေးလက်ရှိပါ၏စောင့်ထိန်လက်ရှိပါ၏ကိုဆွေတောကရောက်နေရသည်ကြောင်းကြပူပင်နေရသည်အထဲမှာကိုရောရှင်ဘုရားကိုယေရှုချီးမွမ်းတဲ့ကောင်းကြီးများကိုအောင်းမေလျက်အလူငွေကိုထည့်ရသောကြောင့်လည်းကိုရောရှင်ယေရှုတင်ပါသာသနာတော်ဧဝံဂေလိတရားအတွက်လိုအပ်နေသူများအတွက်အသင်းတော်လုပ်ငန်းအတွက်မိဘမင်းနဲ့မုံဆိုးမများအတွက်ဤငွေကြေးကိုကောင်းစွာအသုံးပြုခွင့်ပေးတော်မူပါအသုံးပြုသောသူပေးကမ်းစွန်ကြဲသောသူကုညီသောသူအသင်းတော်ကိုလည်းကိုရောရှင်ဘုရားကောင်းကြီးပေးတော်မူပါကောင်းကင်ဘုံရှင်ဖယနေ့ brother Joey brother Jerry လာရောက်ခွန်အားပေးဒီမှာရှိတဲ့ညီကောင်မောင်နှမများကလည်းလာရောက်ပြီးတော့ဒေသနာကိုနားထောင်ကြသူတို့ကိုပြန်ပြီးတော့ခွန်အားပေးအပြန်လှန်ပြီးမှပြုဝင်ရသောကြောင့်ယေရှုတင်ပါတယ်အဖဖျားခန္ဓာကိုယ်ကျမ်းမာဖို့အစာရည်စားလုံလောက်ဖို့လုံလုံကြုံကြုံနွေးနွေးထွေးထွေးနေရဖို့ဤမျှတာမကပဲကိုရောရှင်ဘုရားသားသမီးတို့စိတ်ကိုလည်းလုံခြုံဖို့အေးချမ်းဖို့မဆာတော်မူပါဆုတောင်းပေးနေကြသောအသင်းတော်များအမေရိကန် United States မှာအသင်းတော်များဆုတောင်းပေးနေပါတယ်ကျေးဇူးတင်ပါတယ်သူတို့ကိုလည်းအသင်းတော်များကိုလည်းကောင်းချီးပေးတော်မူပါကောင်းကင်ဘုံရှင်ဖကလေးသူငယ်များ Sunday School ကျောင်းသူကျောင်းသားများကိုကိုရောရှင်ကောင်းချီးပေးပါသင်ပေးတဲ့ဆရာမဆရာကိုကောင်းချီးပေးပါအသင်းတော်လုပ်ငန်းများကူညီလက်ရှိသောသူများဧဝံဂေလိလျှို့လက်ရှိသောသူများတမန်ကျမ်းစာကိုသင်ကြားပေးသောသူများဘုရားရှိခိုးပွဲများကိုဝတ်ပြုခြင်းများကိုဥဆောင်သောသူများအသင်းတော်ကိုထိန်းကျောင်းလက်ရှိသောသင်းအုံများကိုရောရှင်ကောင်းကြီးပေးတော်မူပါသခင်ယေရှုနာမ၌ဆုတောင်းကြပါသည်အဖဖျားအာမင် Thank you ကျေးဇူးတင်ပါတယ်ကျေးဇူးပါဆောင်ပါ
ပွဲတော်နဲ့ဒီပြည်လူချင်းအစီအစဉ်ကိုအဆောင်ပေးသွားတဲ့ဆရာကျော်ကျေးဇူးတင်ပါတယ်ဒီနေ့ဝတ်ပြုတ်ကူးကွယ်ခြင်းအစီအစဉ်လဲကျွန်တော်တို့အဆုံးသတ်ခါနေပါပြီကျွန်တော်တို့ celebrate မှာလှုပ်ဆောင်ဖို့ရတခြင်းတစ်ပုတ်လေးကိုကျွန်တော်တို့တည်ဆူကြမယ်ဆိုလို့ပြေးသွားလို့ရှိရင်ကိုတင်ခြေလွန်ရဲ့ဆူတောင်းခြင်းနဲ့ဒီနေ့ဝတ်ပြုတ်ခြင်းအစီအစဉ်ကိုဆုံးသတ်သွားမှာဖြစ်ပါတယ်ပြေးသွားလို့ရှိရင်ကျွန်တော်တို့ဒီနေ့လဲစာလေးပြင်ဆင်ထားပါတယ်အဲ့ဒါလေးကိုအားလုံးဒီဝိုင်းဝန်းပေါ်မှာဒီစားသုံးပေးမှာကျွန်တော်တို့ပြန်ကြဖို့ရန်ဖိတ်ခေါ်ပါတယ်နော်အဲ့ဒါလေးဒီပြီးလို့ပါတယ်နောက်ကျွန်တော်တို့တနင်္ဂနွေနေ့တိုင်းဒီမှာပုံမှန်ဝတ်ပြုတ်ခြင်း10နိုင်ခွဲပုံမှန်ရှိပါတယ်လာရောက်ပါဝင်လို့ရပါတယ်ဆိုတာလဲထပ်ဆင့်ပေါ်မှာဒီပြီးလို့ပါတယ်နော်ကျေးဇူးတင်ပါတယ်ကျွန်တော်တချင်းနံပါတ်125တချင်းနံပါတ်125ကိုအားလုံးမတက်ရပြတော့မှကျွန်တော်တည်ဆိုကြရအောင်ဆိုလိုပြည့်သွားလို့ရှိရင်ကိုဒါချီလွင်ရဲ့ဆူတောင်းခြင်းနဲ့အဆုံးသတ်သွားမှာဖြစ်ပါတယ် standing on the promisesကိုရောဧကတိတော်များ၌တင်နေနေကာလံကာကာလပလုံးချီးမွမ်းပါမေဟောဆန္ဒဖြစ်စေတည်းဒီကျွေးတော်လေးမေကာတိတော်များတင်နေပါသည်တင်နေနေကဲတဲ့စေတကဲကာတိများ၌တင်နိုင်သောကတိတော်များ၌တည်သည်ကတိတော်များ၌တည်သည်ယုံမခြင်းကြောင့်ယုံခြင်းမောင်သာကြတော်လေမောင်သာကြတော်လေအသက်ရှင်သောနှုတ်ကပတ်ဖြစ်အောင်မြည်ကံပါစေအောင်မြည်မြေကတိတော်များ၌တည်နေပါသည်ညာ၌တည်နေပါသည်တည်နေတော်မြတ်၌ကြည်လျက်ယခုပါ၏တော်မြတ်၌ကြည်လျက်ယခုငါသည်အသွေးတော်ဖြစ်သောရှင်ခြင်းတို့ရောက်နေသည်ရှင်ခြင်းတို့ရောက်နေပြီသာလတော်မူသောလူချင်းအသွေး၌လည်းကတိတော်မြတ်အပြင်တည်ပါသည်အပြင်တည်ပါသည်တေလေနေခင်ဗျာကတိနိုင်တည်ခင်ဗျာကတိနိုင်တည်မိတော်တို့ပြင်းပြင်းချင်းတော်တော်မူမြဲမြဲချင်းတော်တော်မူဝိညာဉ်တော်၏သာပြမနာဆုံးစေမင်းဤသာပြမနာဆုံးစေကတိတော်များ၌တည်နေပါသည်တော်များ၌တည်နေပါသည်တည်နေကောင်းကင်ဘုရားပတ်သက်တော်ဘုရားခင်ဗျာနေ၌ဒီလိုမောင်နှံများရောက်ရနေမှာရှိတော့ပရိုဂျက်တာပညာဒီနေရာကိုဆွေးနွေးပရိုဂျက်ရှိတော်မှာ၌ခုဒီကိုပဝင်ရပြီးပရိုဂျက်ကောင်းကြီးပဲခြေကျင်းမှာစမစောတိကျွန်တော်ဒီချမ်းစွာကောင်းလာတရား၍ကောင်းလာကြာနာ၍ကောင်းလာချီးမွမ်းတဲ့ဆုတောင်းရတော့ဖွင့်ပေးကမ်းရတော့ဖွင့်ပြီးတဲ့ခြေကျင်းမှာတာပိရောက်စလဲလာကြတော့တာပိရောက်စလဲကိုစတောင်းတိချပြီးနာတော်မှာကြောင့်မျိုးကြောင့်ရောက်ရှိနေကြတော့ကိုစတာပိမြောက်လဲကောင်းကြီးချပြီးနာတော်မှာဘယ်နဲ့သူ
ဒီပါရှိတော့ရောင်းမှဒီကိုမြောက်တယ်ဒီမိုင်းသူတို့မိသားစုတန်ရောမိသားစုများနဲ့သူတို့လည်းတောင်းချပေးနေတာပါ။ဒါကကျွန်တော်တို့ဒီမြန်မာနိုင်ငံကြီးကိုလည်းကောင်းမွန်သောနိုင်ငံကြီးဖြစ်စေဖို့ဉာဏ်ရသောနိုင်ငံကြီးဖြစ်စေဖို့ရာကိုရှိသူရှိသောကောင်းဆောင်တွေကိုချင်းများတဲ့နိုင်ငံသားများအချမ်းပြည့်စုံသောမိမိနေရာ၌နေရသောဘုရားရှင်ချီးမွမ်းတော်ပြုလို့ရှိဝိသနာတော်ပါနေနေရမှာဓာတိဥကြောင့်တော်ကောင်းဒီပေးကြောင့်တော်ကောင်းဒီလွာဆောင်ရသောသူများကိုလည်းခန္ဓာကိုယ်ကြောင့်မှခြင်းပြုပေးသနာပါလုံလောက်သောအစာကိုပေးသနာပါလုံခြုံသောနေရာကိုရှင်ကောင်းမွန်သောနေရာတော်ပြုလို့ရှင်ပေးသနာပါကြောင့်ရှိတဲ့နေရာတွေမှာဘုရားရှင်ကပ်လို့အောင်ရှိလို့ရတယ်စာပေးသနာပါခုချိန်ဒီဘုရားရှင်ကျေးဇူးတော်ကြောင့်ယုံကြည်ခြင်းများတဲ့ဆုတောင်းခြင်းပြုကြကောင်းသောအသက်ရှင်ခွင့်ရတဲ့ကျေးဇူးတင်ပါ၏ကျွန်တော်တို့ရဲ့ဆုတောင်းပေးကြသောသူရှင်များကိုလည်းတောင်းပြီးချပေးသနာတော်မူပါဒီဘုရားရှင်ရှိတော်မူတဲ့အထူးကဒီခုပွဲခြင်းပြီးကျွန်တော်တို့နာဒီတမှာဖြစ်ပါ၏ဒီမျိုးတဲ့တော်၎င်းဒီမင်းနေတော်၎င်းပြန်သွားရမယ်ဒီမောင်မဖျက်တဲ့တာမီတရားဆိုလိုရပြီးကိုရှင်ပူဆောင်ပြီးတာပါမနေ့ကဆက်လက်ပြန်သွားမယ်ခီးစင်ပြကိုလည်းရှိဟိုလေကိုညရဲ့ဒီကိုရှင်ကောင်းကြီးနဲ့ချပိတနာပေါ်မှာဒီကျွန်တော်တို့တရားဒီကိုနဲ့ဒီကကျွန်တော်တို့ဆုံးဒီမိသားစုဒီကကျုံလို့အတာရကိုပုံပေါ်မှာဖြစ်ပါ၏ကျုံလို့မိသားစုတင်စီကိုလည်းကောင်းချပိကျွန်တော်တို့တာမီတရားဆိုတော့ဖြစ်စေလို့ရှင်မာဇာပိတနာမမိကြောင့်တရှိတော်မူသောခရစ်တော်ဖြစ်တဲ့အမိပြုသူကဆုတောင်းတနာကံတောင်းလျှောက်ကြပါ၏ပါမဆိုတော်ဖျားရှင်အာမင်ကျေးဇူးတင်ပါတယ်အလုံးဖျားသခင်ကောင်းချီးပေးပါစေအာမင်Give it here. You didn't have to go down there and get those. Oh, that's right. What's going on under there? Go. Go. Yes, sir. Thank you. Right. Thank you, appreciate your encouragement. I like your hair. Yes. Yes. Sorry. Xin khó như có đã. Minggu lalu.